ဒါဆိုလို့ရှိရင်သူတို့ကပြောမှဆိုရင်ရှားပါပစ္စည်းတွေလို့လည်းမဟုတ်ဘူးနော်အကျွေးစည်းတွေနိုင်ငံလိုက်စုဆောင်လာတာကျွန်တော်မြန်မာနိုင်ငံလည်းပါတယ်ဗျဒါဆိုလို့ရှိရင်အမေရိကန်ကျွေးစည်းတွေအောက်မှာဆိုလို့ရှိရင်လည်းကျွေးဝိုင်းအပြားကြီးတွေခုဒီဘက်မှာဆိုလို့ရှိရင်တရုတ်ဥပဒေတောင်းအပုံတိလေးဟာကျွန်တော်မြန်မာရဲ့အကျွေးစီးပေါ့မာရဲ့အကျွေးစီးကဒီမှာဆိုလို့ရှိရင်နိုင်ငံလိုက်ပတ်စံနေအများကြီးရှိတယ်ဒါဆိုထိုင်းဒီလိုပတ်စံနေပေါ့ဒါဆိုထိုင်းဒါဆိုလို့ရှိရင်အောက်ကတရုတ်ယူတာဒါဆိုလို့ရှိရင်တမန်ဘယ်လိုကောင်းလဲစတာလင်ပေါင်းဒါလည်းထိုင်းညီတော်ပတ်စံကြောက်စိမ့်ဖြောင်းလာလို့ရှိရင်ဒီရှေးအောင်ပတ်စံတွေအများကြီးတွေ့ရတယ်ဗောနော်မြန်မာနိုင်ငံရဲ့ပတ်စံတွေပါသေးတယ်ဒီအောင်မှာဒါဆိုလို့ရှိရင်ကမ္ဘောဒီးယားပတ်စံအခုဒီဘက်တောက်လေးမှာဆိုရင်ဒီဘက်တောက်မှာရှားပပကျွန်တော်တို့မြန်မာနိုင်ငံပူချုံအောင်ဆိုင်ရဲ့ပတ်စံရှိရဗျဒီအောင်လေးမှာအော်ပူချုံအောင်ဆိုင်ရဲ့လောက်တန်တစ်ချက်တန်ပတ်စံလေးပါဒီဘက်မှာဆိုရင်တရုတ်ပစ္စည်းအများကြီးပဲ